မင်နီဆိုးတားပြည်နယ်မှာနေထိုင်နေကြတဲ့ဆိုမာလီယာလူမျိုးတွေရဲ့ယာယီနေထိုင်ခွင့် TPS ကိုချက်ချင်းရုပ်သိမ်းပစ်လိုက်ပြီဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကနိုဝင်ဘာလ21ရက်မနေ့တောက်ကြနေ့က Truth Social လူမှုကွန်ရက်ကကြေညာလိုက်ပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှူးတင်ဘွဲ့ဆဲအုပ်ချုပ်မှုအောက်ကမင်နီဆိုးတားပြည်နယ်ဟာတရားမဝင်ငွေကြေးခွာချမှုအချက်အချာနေရာဖြစ်နေကြောင်းဒါကြောင့်အမေရိကန်ပြည်ထောင်စုရဲ့သမ္မတအနေနဲ့မင်နီဆိုးတားပြည်နယ်မှာရှိနေတဲ့ဆိုမာလီယာလူမျိုးတွေရဲ့ TPS ကိုချက်ချင်းရုပ်သိမ်းလိုက်ကြောင်းဆိုမာလီယာဂိုင်းတွေဟာအဲ့ဒီပြည်နယ်ထဲမှာအကြမ်းဖက်လုပ်ရတဲ့လုပ်နေပြီးဘီလီယံနဲ့ချီတဲ့ငွေတွေလည်းပျောက်ဆုံးနေကြောင်းသူတို့လာတဲ့နေရာကိုပြန်ပို့လိုက်ကြပါလို့ရေးသားထားပါတယ်။ဒါပေမဲ့တရားမဝင်ငွေကြေးခွာချမှုလုပ်နေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့သတင်းမီဒီယာတွေကတိကျအတည်ပြုလို့မရသေးပါဘူး။တကယ်တော့ဒါဟာသမ္မတထရမ့်အစိုးရကလူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့တင်းကျပ်တဲ့ဥပဒေတွေပြဋ္ဌာန်းဆောင်ရွက်နေမှုရဲ့တစိမ့်တစ်ပိုင်းဖြစ်တယ်လို့တခြားတစ်ဖက်မှာလည်း TPS အစီအစဉ်ကိုဖျက်သိမ်းပြရေးစ조사လှုပ်ဆောင်မှုလို့သုံးသပ်ကြပါတယ်။ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ TPS ကိုအမိမြေလုံခြုံရေးဝန်ကြီးဌာနကပြဋ္ဌာန်းထားတာကြောင့်ပြည်내တစ်ခုအတွင်းထဲမှာရှိတဲ့လူမျိုးစုတစုတွေကိုပြစ်မှတ်ထားပြီးအခုလိုပယ်ဖျက်ခွင့်သမ္မတထရမ့်မှာရှိမရှိဆိုတာကလည်းလက်ရှိမှာမသေးကြသေးကြောင်းဥပဒေပညာရှင်တွေကပြောပါတယ်။မင်နီဆိုးတားပြည်နယ်ဟာအမေရိကန်မှာဆိုမာလီယာလူမျိုးတွေအများဆုံးနေထိုင်တဲ့ပြည်နယ်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပြည်နယ်မှာနေပြီး TPS ရထားသူဟာ905ယောက်ပဲရှိကြောင်းပြီးခဲ့တဲ့ဩဂုတ်လမှာလွတ်တော်ကိုတင်ပြတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ TPS ရထားတဲ့အာဖရိက3နိုင်ငံရှိတာမှာတော့ဆိုမာလီယာ၊အီသီယိုးပီးယားနဲ့ဆူဒန်တို့ဖြစ်ကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ